အားလုံးပဲမင်္ဂလာပါဒီနေ့ညပေါ့နော်ကျွန်တော်တို့ full moon in Libra ပေါ့ April လ1ရက်နေ့လည်းဖြစ်တယ် full moon နေ့လည်းဖြစ်တယ်ပေါ့နော်တိုက်ဆိုင်တာပေါ့နော်ဒီနေ့ full moon ကို pink moon လို့ပြောကြတယ်ဘာလို့လဲဆိုတော့လေဒီ moon ကpink color ဖြစ်နေလို့မဟုတ်ပေါ့နော်ဒါပေမဲ့ဒီအနောက်တိုင်းမှာဆိုလို့ရှိရင် spring မှာပွင့်တဲ့ပန်းလေးပေါ့နော်ပန်းလေးပွင့်တဲ့အချိန် spring အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပန်းလေးကိုကိုစားပြုပြီးတော့ဒီ white flower pink color ကိုပေါ့နော်ဒီဆွဲပြီးတော့ pink moon ဆိုပြီးတော့ခေါ်ကြရပေါ့နော်ဒီနေ့ full moon မှာပေါ့နော်ကျွန်တော် collective reading လေးကိုဒီ3ခုဖတ်ပေးချင်ပါတယ်ကလေးတော့ကြိုးပြီးတော့ခြားထားရပေါ့နော် shuffle မလုပ်တော့ဘူးပြီးတော့ဒီနေ့ညမှာ ritual လုပ်ချင်တဲ့သူတွေအတွက်ပေါ့နော်ကျွန်တော် illumination မှာဒီ Libra ရဲ့ energy ဖြစ်တဲ့ Libra ကကြတော့ Venus ရဲ့Venus က rule လုပ်တာဆိုတော့ Libra အတွက်ဆိုလို့ရှိရင်သူကVenus ကနေပြီးတော့လှပတွေ relationship တွေငွေကြေးနဲ့ဆိုင်တဲ့ value တွေကိုဒီနေ့ညမှာဆူတောင်းလို့ရတယ် April လ1ရက်နေ့2ရက်နေ့က full moon energy ရှိနေတဲ့အတွက်ကြောင့်မလို့ဒီ ritual လေးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့illumination page မှာလည်းmoney bowl လုံနီmoney bowl spell လေးတွေပြီးလို့ရှိရင် glamour magic beauty magic ပေါ့နော်ကိုယ့်ရဲ့ beauty အတွက်လုပ်လို့ရတဲ့ဟာလေးရှိရယ်ပြီး relationship love အတွက်ဒီ ritual လေးတင်မိထားရပေါ့နော်အဲ့ဒါလေးကိုသွားကြည့်ပြီးတော့လုပ်လို့ရပါတယ်ကြွတော့ဒီနေ့ညမှာဒီ rose tea လေးလုပ်ပြီးတော့ rose tea လေးတောက်ပြီးတော့ပဲmeditation ထိုင်ထားရပေါ့နော်ပြီးတော့ journaling လုပ်ထားတယ်အဲ့လို journaling လုပ်ရင်းနဲ့မှာဒီအကုန်လုံးပေါ့နော် affirmation လေးတွေနဲ့journaling ဒီ PAC လေးကိုလုပ်ပေးချင်တယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့crystal လေးကိုရွေးပြီးတော့ဖတ်လို့ရတယ်ပေါ့နော်နားထောင်လို့ရတယ် okay ကြောတော့အခုဒီ PAC မှာတော့ဒီမှာ rose quartz ပေါ့နော်အသေးပုံလေးရယ်ပြီးတော့ဒီမှာဆွဲသီးလေးရယ်ဒါကကြတော့garnet pink ပေါ့နော် pink garnet လေးရွေးထားရပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ crystal လေးကိုရွေးပြီးတော့ဖတ်လို့ရပါတယ်ပထမဦးဆုံးဒီ rose quartz လေးကနေစပြီးတော့ဖတ်မယ်ပေါ့နော် rose quartz လေးကိုစပြီးတော့ကြည့်လိုက်အောင်ဒါလေးကိုခဏဖယ်ရလိုက်ဗီဒီယိုမလုပ်တာကြတော့စကားပြောတာအမှားပိုင်နားလည်ပြီပါ okay ဒီကတော့အဓိကဒီနေ့ညอ่ะပေါ့နော်Libra ရဲ့ full moon ဆိုတော့အဓိက relationship ကိုလည်းကြည့်ပေးခြင်းတဲ့အတွက်ကြောင့်မလို့ဒီ rose ပေါ့နော်ခက်လေးရယ်ပြီးတော့ monology ခက်လေးရယ်ပြီးတော့ဒီ soul true journal လေးကိုရွေးထားရပေါ့နော်ပထမဦးဆုံးအနေနဲ့ဒီ Mystic Rose Oracle လေးကိုကြည့်လိုက်ရအောင်ပေါ့နော်အခုဒီဟာလေးကိုရွေးထားရ crystal လေးကိုရွေးထားရသူတွေအတွက် message ကဘာဖြစ်မလဲwow rose square ရဲ့ energy ရမ်းများနေပြီ date okay ဒီ crew อ่ะပေါ့နော်လောလောဆယ်မှာတော့အခုတွေ့ရရဲပေါ့နော်full moon မှာမဟုတ်လို့ရှင် full moon နောက်ပိုင်းမှာပေါ့နော်ကို single လေးဆိုလို့ရှင်ဒီ crew က single လေးများမလားမသိဘူး relationship အတွက်သိချင်တဲ့လူတွေ okay ကိုအတွက်ပေါ့နော်တရားရောက်နေတွေ့လာနိုင်တယ်ဒီမှာကိုဒါမဲ့တွေးဖို့ဆိုလို့ရှိရင်အပြင်ထွက်ဖို့တော့လိုမယ်ပေါ့နော် social လုပ်ဖို့လိုမယ်လူသစ်တွေနဲ့တွေ့ဖို့လိုမယ်အဲ့အချိန်မှာပေါ့နော်ကိုသဘောကျတဲ့သူနဲ့တွေ့လာနိုင်တယ်ဆိုတော့ message လေးရတယ်ပေါ့နော်ပြီးတော့ dating online ဆိုတော့ online ကနေလည်းတယောက်ပေါ့နော်ကိုနဲ့တိုက်ဆိုင်ပြီးတော့စကားပြောရမယ့်သူတယောက်တွေ့လာနိုင်တယ်ပေါ့နော်ဒါ date ဆိုတဲ့အတွက်ကြောင့်မို့လို့ relationship မှာcouple အနေနဲ့လည်းဖြစ်နိုင်တယ်လို့မျိုး friendship အနေနဲ့ကိုနဲ့စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့သူတငယ်ချင်းအစ်တွေနဲ့လည်းတွေ့ရနိုင်တယ်ပေါ့နော်တကယ်လို့ relationship ပြီးသားသူတွေဆိုလို့ရှိရင်လည်းဒီမှာကိုယ့်ရဲ့boyfriend girlfriend နဲ့ပေါ့နော် date ထွက်ပြီးတော့လုပ်ဖို့အတွက်ကိုဒီကက်လေးကပြောထားတယ် this is very cute and positive okay monology ကဘယ်လိုမျိုး guided message ပေးလဲဆိုတော့ပြန်ကြည့်အောင်Your dream need a practical plan. Full moon in Taurus. Okay
ဒီမှာ full moon gap ပဲပြန်ကြတယ်ဒါပေမဲ့ Libra မဟုတ်ဘူးပေါ့နော် Taurus gap ပေါ့နော် full moon in Taurus ဆိုတော့အဓိက Scorpio November လောက်မှာ timeline ကတော့ November လောက်မှာဖြစ်မယ်ပေါ့နော်Scorpio season ဒီ full moon Taurus မှာဖြစ်မယ်your dream နေက practical plan ဆိုတော့ဒီ group ကလူတွေကဒီမှာ energy အတိုင်းပဲပေါ့နော်ကိုကတကယ်ကိုကတကယ်တွေးကျင်တဲ့သူရှိရဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကစူးစမ်းအားထုတ်မှုရှိမှပဲရမယ်ကိုယ့်ရဲ့ plan ကြီးလိုရပေါ့နော်အပြင်မထွက်ဘဲနဲ့တော့ဘယ်သူမှတော့မတွေ့ဘူးစကားမပြောဘဲနဲ့ဘယ်သူမှတော့ကိုယ့်စီကိုပေါ့နော်ယဉ်နေတဲ့သူတွေစိတ်ပေါ်ရခြင်းတိုက်ဆိုင်တဲ့သူတွေမရောက်လာနိုင်ဘူးအဲ့တော့ your dream ရဲ့ practical plan ဆိုပြီးတော့ message လေးပေးထားတယ် and ပြီးတော့ oracle journaling oracle အနေနဲ့ဘာဖြစ်မလဲ When was the last time I couldn't stop laughing or smiling? Okay. ပျော်ဖို့မိနေရကိုပေါ့နော်ဘယ်လိုပြောရမလဲကိုရဲ့ပျော်စရာလေးတွေကိုပေါ့နော်အရင်တော့ပျော်ခဲ့ရတဲ့ပျော်ရွှင်မှုလေးတွေပြီးလို့ရှိရင်ပြုံးခဲ့ရတဲ့အချိန်လေးတွေကိုကိုပြန်ပြီးတော့တတိရပေးပါပေါ့နော်ဒီ message နေနဲ့ပေါ့ပြောချင်တယ်ပြီးတော့ go back to a moment when you laugh so hard you almost pee your pants feel the laughter grow in your body your cheek hardening and eyes watering maybe there was even a snort or two laughter is healing it reminds us to take life less seriously find the joy in the littlest thing note to self laugh more often today action make somebody laugh today okay the form မှာတော့ဒီ group ကလူတွေကတရားရောက်နေတွေ့ဖို့လိုနေပြီလို့ထင်တယ် okay ကိုယ့်အတွက်ပြောစရာလေးကိုရှာပေးပါလို့ကြောက်ဒီကတ်ကနေပြီးတော့ message လေးပေးချင်တယ်ပြီးသွားလို့ရှိရင်ကိုအရင်တော့အရန်ရီမောပြီးတော့ပြောခဲ့ရတဲ့စကားတွေရှိမယ်တကယ်ချင်းနေနေရှိရဆိုလို့ရှိရင်အဲ့ moment လေးတွေကိုပြန်ရှာပြီးတော့တားပေးပါတကယ်လို့ကိုယ့်ချိန်မှာကိုကအလုပ်တွေရှုပ်ပြီးတော့ပေါ့နော်ပျော်ဖို့ရွှင်ဖို့ပေါ့နော်ပြုံးဖို့ရည်ဖို့မေ့နေရဆိုလို့ရှိရင်လည်းကိုယ့်အတွက်အချိန်ပြန်ပြီးတော့ပေးပါလို့ပြောချင်တယ်အဓိကကတော့ you need a plan ပြောဖို့တော့ plan ထပ်လို့မှထင်တယ် okay ဒီ group ကတော့ဒီပေါ်ပပလေးပါပဲဒါပေမဲ့ဒီ group မှာခံစားရတဲ့ energy ကကြတော့ပေါ့နော်ဒီ full moon မှာကိုယ့်အတွက်ပေါ့နော်အရင်တော့ past attachment တွေဖြတ်ချဖို့လိုမယ်ကိုယ့်ရဲ့စုပ်ကင်ထားတဲ့ဘယ်လိုပြောရမလဲ old pattern တွေကိုဒီ full moon မှာတစ်ခါ release လုပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ် affirmation လေးအနေနဲ့ကတော့ I release what no longer serve my soul ဆိုပြီးတော့ affirmation လေးရုပ်ပေးလို့ရပါတယ်အဓိက Libra full moon ကကြတော့ air sign ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ပါစက်ကနေပြီးတော့ကိုက affirmation တွေရုပ်ပေးရင်ပေါ့နော်ပို့ပြီးတော့ကောင်းပါတယ် okay thank you ပါ let's go to group 2 group 2ကတော့ဒီ rose quartz ဆွဲသီးလေးကိုရွေထားတဲ့သူတွေပေါ့နော် group 2မှာပထမဆုံးကတ်ကတော့ဒီ mystic rose လေးကိုပြန်ကြည့်အောင် passion insane chemistry spark and having fun equal interest burning desire okay ပြောင်းလာနေအောင်တူနေ okay ကိုအရန်ဘယ်လိုပြောရမလဲအရန်ကိုပေါ့နော်စိတ်လှုပ်ရှားစေတဲ့အရာတစ်ခုဒီ group အတွက်လိုအပ်နေရပေါ့နော် passion ပေါ့နော်အဓိကကိုဘယ်လိုပြောရမလဲအရန်ကိုပေါ့နော်ကိုစိတ်ဝင်စားတဲ့အရာတစ်ခုကိုတကယ်ကိုတရကြွနဲ့လှုပ်ချင်တဲ့အရာတစ်ခုအဲ့အရာတစ်ခုပြန်ရှာဖို့အတွက်ကြောအကြံပေးခြင်းနဲ့ပြီးတော့တကယ်လို့အခုချိန်မှာတရားရုံးနဲ့တွေ့မယ်ဆိုလို့ရှင်လဲကိုနဲ့တကယ်ဝါနာတူပြီးတော့ပေါ့နော်ရီမန်းချက်တွေတူလောက်တာခိုင်းတာတွေတူတဲ့လူတွေနဲ့တွေ့လာနိုင်တယ်ပေါ့နော်အဲ့ဒီချိန်မှာပြောပြီးတော့ပို့ပြီးတော့ပြောလာနိုင်တယ်ပေါ့နော် spark လေးခံစားရနိုင်တယ်I hope you find your spark back and moonology you are good enough full moon in Virgo full moon ဆိုတော့5-6 season ပေါ့နော်3လပိုင်းအခုချိန်ပြီးသွားပြီ you are good enough ဒီ group မှာ arc sign လေးပါနိုင်တယ်ပေါ့နော်ဒီမှာ arc sign ဆိုခုနကတော့လည်း arc sign တွေတွေ့ရဒါဟို Taurus ဆိုတော့ပေါ့နော် arc sign တွေဖြစ်နိုင်တယ်ဒီမှာ water sign တွေဖြစ်နိုင်တယ်
okay ကိုလေဘယ်လိုပြောရမလဲအားမရဘူးကိုမတော်ဘူးမလုံလောက်ဘူးလို့ထင်နေဆိုလို့ရှိရင် you are enough ပါဒီ full moon မှာဒီ affirmation လေးကိုရွတ်ပေးပါ I am good enough ဆိုတဲ့ဒီ affirmation လေးကိုရွတ်ပေးပါyou are beautiful you are smart you are good enough okay and journaling ကတော့ဒီမှာ where can I ask for more help in life တဲ့ okay ဒီမှာဆိုလို့ရှိရင်လေ passion နဲ့ပတ်သက်တာကိုပြောရရဲဆိုတော့တကယ်လို့ passion ရှာဖို့အတွက်ကိုယ့်အတွက်အခက်အခဲတခုရှိနေရဆိုလို့ရှိရင်ဘယ်လိုမျိုးအကူအညီပေါ့နော်အကူအညီတောင်းဖို့အတွက်ကိုကဝင်မလေးပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဒီမှာဆိုလို့ရှိရင်အကူအညီတို့ရဆိုလို့ရှိရင်ကိုဗီနာသူတွေကိုနဲ့ရင်းနှီးရတဲ့သူတွေစီကနေပြီးတော့အကူအညီတောင်းပေးပါဒီမှာနောက်မှာပါရေးထားလဲဆက်ကြည့်အောင် until we can receive with an open heart we are never really given with an open heart when we attach judgment to receiving help, we knowingly or unknowingly attach a judgment to giving help. Today, ask someone for help, receive it with an open heart. I ask for what I want and I am open to receiving it. Libra ရဲ့ full moon ကလေနောက်တစ်ခုပြောချင်တာလေ Libra ကကြတော့ giving and receiving ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလေးကိုဒီ energy လေးကိုရှိတယ်အဲ့တော့ဒီ group ကလူတွေအတွက်လည်းပေါ့နော်အကူအညီတောင်းဖို့အတွက်ပေါ့နော်ဘယ်လိုပြောရမလဲမတွန့်ဆုတ်ပါနဲ့လို့ကျွန်တော်အကြံဉာဏ်ပေးချင်တယ်လူတယောက်စီကအကူအညီတောင်းနေဆိုတာဒါ judge အလုပ်ခံရဖို့အတွက်မဟုတ်ဘူးပေါ့နော်ကိုကအကူအညီဆိုတာတောင်းလို့ရတယ်အထူးသဖြင့်ပေါ့နော်ကိုလို Capricorn နေဆိုလို့ရှိရင်သူများတွေစီကအကူအညီတောင်းအောင်မဟုတ်အရန်ဝင်လေးရဲ့သူတွေပေါ့နော်အဲ့တော့တကယ်ကို open heart နဲ့တကယ်လို့ကိုက receive လုပ်မယ်ဆိုလို့ရှိရင်ကိုကပြန်ပြီးတော့ပေါ့နော် give လုပ်နိုင်ပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုရဲ့ perspective လေးကို change ကြည့်ပါအကူအညီတောင်းဖို့မလေးပါနဲ့ okay group 2လေးဆင်ပြေပါစေ and group 3 ta-da ဒီ group ကနည်းနည်းလေး expensive ဖြစ်တယ် energy လေးက what is that healthy choice self-love self-care being happy love and life wow what do you need to release wanting more how can I surrender even more in this moment wow ဒီ group ကနည်းနည်းလေးတော့ heavy ဖြစ်တဲ့ energy လေးရတယ်ရှေ့က group 1နဲ့ group 2မှာတော့ဘယ်လိုပြောရမလဲကြောအနေနဲ့တွေ့ရတာပေါ့နော် group တိုင်းမှာခံစားရတဲ့ energy อ่ะပေါ့နော်ဒီနေ့ည full moon in Libra မှာ release လုပ်ရမယ့် energy လေးရှိနေရပေါ့နော်အခုဒီမှာဆိုလို့ရှိရင်လေကိုယ့်အတွက် release လုပ်ရမယ့်အရာဘာအရာလဲဆိုတာကိုအဓိကမေးထားရပေါ့နော် surrender လုပ်ဖို့ရယ် release လုပ်ဖို့ရယ်ဒီ group ကအဓိကလို့ပြောရဲဒီမှာတော့ healthy choice လို့ပြောထားတယ် healthy ကို healthy မဖြစ်တဲ့အရာတွေပေါ့နော်ဘာကြီးလုပ်နေလဲကိုမချစ်တဲ့အရာတွေပေါ့နော်ဘယ်လိုပြောရမလဲအဓိကဖုန်းအကြာကြီးသုံးတာတို့ပြီးသွားလို့ရှင်လေ့ကျင့်ခန်းမလုပ်ဘဲနဲ့အစားတွေပေါ့နော် stress eating တွေလုပ်တာအစီဘယ်လိုပြောမလဲ healthy မဖြစ်တဲ့အစားအစာတွေကိုပေါ့နော်ကိုသိရတာနဲ့စားနေရသူတွေရှိမယ် healthy မဖြစ်တဲ့ habits တွေလုပ်နေရသူတွေရှိမယ်အဲ့တော့ကိုလုပ်စရာရှိအောင်လုပ်ဖို့အတွက်ဒီ healthy choice တွေကိုဒီ group ကလိုအပ်တယ်လေလို့ full moon Libra အနေနဲ့ message တွေရပါတယ်အဓိက self care လေးတွေကိုအဓိကပြန်ပြီးတော့လုပ်ပေးပါပြီးတော့ love and life တဲ့အားလုံးက love တွေပဲဒီနေ့ည Libra ရဲ့ energy လေးတွေပါနေရပါတော့ဒီမှာ what do you need to release okay ဒီနေ့ညမှာကိုယ့်အတွက် release လုပ်ရမယ့်အရာလေးတွေကိုအဓိကချရေးလို့ရတယ်ပြီးသွားလို့ရှိရင်journaling လုပ်လို့ရတယ်ပြီးပြောလို့ရတယ်ပါဇက်ကနေထုတ်ပြောလို့ရတယ်ဥမာငါကိုယ့်ရဲ့မကြိုက်တဲ့ပုံစံအဟောင်းတွေပေါ့နော် old self ကို release လုပ်ချင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုက expectation တွေကိုယ့်ရဲ့ expectation တွေကိုအရန် attach ဖြစ်နေတဲ့ဟာကို release လုပ်ချင်တယ်အဲ့လိုဟာမျိုးတွေကိုစဉ်းစားပြီးတော့ release လုပ်ပေးပါလို့ကျွန်တော်ကြံ့ပေးချင်တယ်ဒီမှာလက်ထပ်ပြီးတော့ပြောထား release လုပ်ဖို့ပဲပေါ့နော်connect ဖြစ်နေရအကုန်လုံးကလေဒီ၃ခုလုံးကဒီမှာဆိုလို့ရှိရင်လဲ surrender ပေါ့နော်ဒီအချိန်မှာဘယ်လိုမျိုး surrender လုပ်လို့ရမလဲ
okay relationship နဲ့ပတ်သက်ပြီးတော့ healthy မဖြစ်တဲ့ choice တွေရှိခဲ့ရဆိုလို့ရှိရင်ဒီချိန်မှာ surrender လုပ်ပေးပါအဓိက outcome ထပ်ပေါ့နော်ကိုယ့်ရဲ့လက်ရှိအချိန် right now present moment ကိုကြည့်ပေးပါလို့ကျွန်တော်ပြောချင်တယ်ပြီးသွားလို့ရှိရင်ဒီနောက်မှာရေးထားတာလည်းရှိရယ် It is essential to have clear strong intention of what we desire but it is equally important for us to detach from the outcome It is time to surrender, let the universe have some breathing room to walk, let go of the we. Trust so deeply that your trust turn into gratitude for what you cannot see it, but you know it's coming. ကိုကထပ်ပြီးတော့ manifest လုပ်ဖို့အတွက်ကိုမှရှိရ manifestation တွေလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုမှရှိရအရာတွေမလိုတော့တဲ့အရာတွေကို space ချန်ထားတော့ပေါ့နော် universe ကို space ပေးဖို့လိုတယ်အဲဒါကြောင့်မလို့ဒီပုံမှာပြောထားရပေါ့နော်အဲ့တော့ကိုအနေနဲ့ပြည့်နေတဲ့ပေါ့နော်လက်ကိုလောက်ရမယ့်အရာတွေ old attachment တွေ relationship နဲ့ပတ်သက်တဲ့ pattern အဟောင်းတွေဒါတွေကို release လုပ်မှကိုယ့်အတွက် manifest လုပ်လို့ရမယ် healthy pattern တွေ healthy beginning တွေရောက်လာမှာပေါ့နော်ဒီ full moon in Libra ကလည်းအဓိကspring အရာဒီဖြစ်တဲ့အတွက်ကြောင့်မလို့ new beginning ကိုစားပြုတယ်အဲ့တော့ကိုယ့်အတွက်ပေါ့နော် renew ဖြစ်စေမယ် renew ရစေမယ်အရာတွေကိုပေါ့နော် manifest လုပ်ဖို့အတွက်ကိုယ့်ရဲ့အဟောင်းပုံစံအဟောင်းတွေကို release လုပ်ပေးရမယ်လို့ဒီ group ကတော့လုံးဝပေါ့နော် remind လုပ်နေရလို့ကျွန်တော်ခံစားရတယ် energy ကလည်းပို့ပြီးတော့ serious ဖြစ်တယ်ပေါ့နော်ပြီးတော့ soul action နဲ့ know this so deeply that your soul vibrate you're not alone your life has purpose and the more you surrender the more God can produce miracle in your life today's mantra I surrender I accept all that I cannot change I release the outcome and I joyfully trust the process ကြပြောရလို့ပဲ joyfully trust the process လို့ပို့လို့ရတယ် result ကို release လုပ်ပြီးတော့ကိုယ့်ရဲ့ process ကိုလုပ်နေတဲ့အလုပ်တွေထဲမှာကိုကပြန်ပြီးတော့ထည့်ထားဖို့လိုတယ်အဲ့တော့ဒီညမှာကျွတ်ဖို့အတွက် mantra လေးကိုကြည့်ထားပါနော်โอเคပါအားလုံးအားဆိုလို့ရှိရင် full moon in Libra ညလေးမှာအားလုံးပဲပျော်ပျော်ရွှင်ရွှင်လေးနဲ့ manifestation တွေအားလုံးပြည့်စုံပါစေဆုတောင်းတွေအားလုံးပြည့်ပါစေလို့ကြော်ဆုတောင်းပေးပါတယ် illumination ကနေနောက်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါမယ် bye happy full moon